မြတ်စွာဘုရားကအမြဲတမ်းအတုပကမ္မထာလေးဟောလို့ရှိတယ်။ဘာလို့အတုပကမ္မထာဟောလို့ဆိုလူတွေကတွေ့တာမှုတွေများတယ်လေ။အဲ့ဒီတွေ့တာမှုတွေများလို့တွေ့တာမှုတွေကိုဖျောက်ဖို့ရအတုပကမ္မထာဟောတယ်။နောက်တစ်ခါဘယ်အရာမှမမြဲဘူးလို့ဆိုတဲ့အနိစ္စတရားကိုဟောတယ်။မမြဲတဲ့အရာတွေဟာဆင်းရဲတဲ့ကျင့်တတ်เสียမကောင်းတဲ့ဒုက္ခတွေသာဖြစ်တယ်။အဲ့ဒီမမြဲဆင်းရဲတဲ့အရာတွေဟာကိုယ်ဘာမှမတတ်နိုင်တဲ့သူ့သဘာဝအတိုင်းဖြစ်ပြီးကိုယ်အလိုတိုင်းမဖြစ်တဲ့အရာအနတ္တသဘာဝတွေသာဖြစ်တယ်။ခိုင်မာတဲ့အရာတွေမရှိဘူးလို့အိစ္ဆဒုက္ခအနတ္တဆိုတော့မြတ်စွာဘုရားရဲ့တရားတော်ဟာအစိုးမြင်ဝါဒလို့ဖြစ်လောကလူတွေဟာအကောင်းကြီးပဲကြည့်နေမယ်ဆိုလို့ရှိရင်တန်တရားထဲမှာပျော်မွေးနေမှာပေါ့အဆိုးဆိုတာတမင်ရှာပြီးတော့ကြည့်ခိုင်းတာမဟုတ်ဘူးလူတွေကအဆိုးကိုမကြည့်တာကောင်းတာလေးပဲကောင်းကွက်ကိုရှာပြီးတော့ပျော်မွေးနေကြတာဖြစ်တယ်အဆိုးနဲ့တွေ့ပြီဆိုတော့မှအမလေးဆိုပြီးနောက်ဆုံးဖြစ်ကြတာနော်ဆိုးပြီဆိုရင်ဖြစ်ပြီလေလူတယောက်နေမကောင်းထိုင်မသာပြလို့ယောဂဖြစ်ပြီလေဆိုဆေးုံရောက်တာနော်အဲ့ကြရင်ပြပြသလဲဖြစ်ကုန်ခြေမကိုင်မိလက်မကိုင်မိတွေဖြစ်နေသောတော်ကဟောတဲ့အနိစ္စဆိုတဲ့အခါကျတော့သိစိတ်ဝင်လာဘူးကိုယ်အိဋ္ဌလို့ပဲထင်နေယောဂတဲ့ဆိုတာတွေးလိုက်တာနဲ့တပြိုင်နက်မျက်လုံးပြူမျက်စံပြူဖြစ်ကဲပါအောင်ယူပါအောင်ဖြစ်လာတကယ်ကိုကမမြဲတဲ့သဘာဝရှိသည့်အတွက်ကြောင့်ဆင်းရဲဒုက္ခဆိုတာကြုံကိုကြုံလာမှာဖြစ်တယ်နောက်ဆုံးမှသေခြင်းဆိုတဲ့အဆုံးသတ်မှုနဲ့လာမှာပဲဘယ်သူပဲဖြစ်ဖြစ်ကိုယ်ကောင်းဘောကသပင်လေးတွေဖြူလာပြန်တော့လေအောင်မဲအန်တုလိုက်တယ်ဆေးဆိုးပလိုက်တယ်ဖုံးကွယ်လို့ရနေတာကိုဖုံးကွယ်ပြလိုက်သွားကျိုးတယ်ကိစ္စမရှိဘူးသွားဆိုင်ပလိုက်တချို့ကတော့ချိုးပြီးတော့တောင်းဆိုင်တယ်ထမလှချင်လို့ခုခေတ်တော့အလှပြင်တာတွေပိုများလာနော်မေးချုံနေရင်လည်းဝိုင်းအောင်ပြင်လို့ရတယ်မေးဝိုင်းနေလည်းမေးချုံလေးဖြစ်ချင်လည်းပြင်လို့ရတယ်လူတစ်ခုလုံးကိုခုဟာဘဂရီယုတ်ပျောက်သွားအောင်ပြင်လို့ရတဲ့ခေတ်ရောက်လာပြင်တဲ့လူကလည်းတကယ်တော့ပြင်တာပဲအနာခံပြီးတော့ပြင်တယ်နော်သူ့ကိုယ်သူတော့ဆောင်ဖို့ရှိကောင်းရှိလိမ့်မယ်အနာခံမှအသာဆန်ရမယ်ဆိုအဲ့တော့ညှင်းချက်ကလေးနဲ့လောက်ကြတာအဲ့နောက်ဆုံးတော့ဘာဖြစ်သွားလဲနောက်ဆုံးကျတော့တယုတ်ကအကုန်ပေါ်လာစကယ်တန်မဲ့ကြံတော့တာနောက်ဆုံးကျရိုးရကြီးပဲဖြစ်သွားတာပဲသပင်တွေဘလောက်ဆေးဆူနောက်ဆုံးကျတော့မနိုင်တဲ့အခါကျတော့နှီးကြောင်ကြောင်လေးဖြစ်ပြီးတော့လက်မြောက်လိုက်ရတာဖြစ်တယ်ဆိုရင်ကျွတ်တော့လည်းပဲအန်တုကြသေးတာပဲပရီဒီတွန့်လာတဲ့အခါလည်းပဲပိုတောက်ဆွဲဆေးထိုးပြီးအန်တုကြပြန်တာပဲအဲ့တော့ဘယ်လိုပဲအန်တုနောက်ဆုံးကျတော့အရှုံးဟာအရှုံးပဲဘဝပြန်ရောက်သွားတာပဲဖြစ်တယ်ပေါ့မြတ်စွာဘုရားကဟောထားတာအရှိပဂရိကိုပဂရိအတိုင်းမြင်မှာဘဝဆိုတာဟာအဆိုးကြီးမဟုတ်ပါဘူးမြတ်စွာဘုရားကဘဝမှာကောင်းတာလည်းရှိပါတယ်ဆိုးတာလည်းရှိပါတယ်အကောင်းနဲ့အဆိုးနှမျိုးခွဲခြားပြီးတော့ဟောတယ်သို့တော်မြတ်စွာဘုရားကတရားတွေဘဝကိုမတွေ့တတ်အောင်ဟောတဲ့အခါကျတော့ pessimism အဆိုးမြင်ဝါဒကြီးလို့ဖြစ်နေတယ်ပေါ့တကယ်ကတော့ realism ဆိုတဲ့အမှန်မြင်ဝါဒသာလည်းဖြစ်တယ်အဆိုးကြီးမြင်တာမဟုတ်ဘူးကောင်းတဲ့အကွက်ကိုလည်းကောင်းတယ်လို့ပြောတယ်မကောင်းတဲ့အကွက်ကိုလည်းမကောင်းဘူးလို့ပြောတယ်ဒါဖြင့်ဘဝမှာကျင့်တတ်เสียဘာရှိတယ်လို့မေးကြည့်ကိုယ့်အကိုဖြေရှာကြည့်ငါလူဘဝရလာတယ်ကျင့်တတ်เสียဘာကောင်းလဲဆိုဘဝကိုအကြောင်းပြုပြီးစိတ်ချမ်းသာမှုကိုယ်ချမ်းသာမှုရတာဆိုလို့ရှိရင်ဒါဘဝရဲ့ကျင့်တတ်เสียပဲဘဝကိုအခြေခံပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်ခွင့်ရတယ်ဒါနလုပ်ခွင့်ရတယ်သီလဆောက်တည်ခွင့်ရတယ်ပါရမီကုသိုလ်တွေဖြစ်အောင်လုပ်ခွင့်ရဒါကောင်းကွက်လို့ခေါ်တယ်ဘဝကိုအကြောင်းပြုပြီးတော့ဒုက္ခသောမနတကိုချမ်းသာမှုစိတ်ချမ်းသာမှုတွေကိုရတယ်ဒါဘဝရဲ့ခြေနှက်เสียအတ္တရာလို့ခေါ်တယ်ဒါဖြင့်
အဲ့ဒါရင်ရှိတာလားဆိုဆက်တွေးကြည့်လိုက်ဘဝဟာအနိစ္စသာဝရတည်မြဲနေမှာမဟုတ်ဘူးရုပ်လှတဲ့ပုဂ္ဂိုလ်ကလည်းပဲလှပတဲ့ရုပ်ကလေးကမြဲနေမှာမဟုတ်ဘူးနုပြိုတဲ့ပုဂ္ဂိုလ်ကလည်းဒီနုပြိုမှုတွေကစင်သာဝရမဟုတ်ဘူးနော်အဲ့ဒီအရာခတ်သိမ်းဟာပြောင်းလဲပြီးတော့နေတာဖြစ်သောကြောင့်လှပတဲ့ပုဂ္ဂိုလ်ကလည်းမလှမပဖြစ်သွားမှာပဲနုပြိုတဲ့ပုဂ္ဂိုလ်ကလည်းပဲဒီကျမ်းတန်ရင်ရောဥမင်းနဲ့အသင်္တရဏနေရရှိလာမှာပဲဖြစ်တယ်ကျမ်းမာနေတဲ့ပုဂ္ဂိုလ်ကလည်းအစဉ်ကျမ်းမာမှာမဟုတ်ဘူးမကျမ်းမာမှာယောဂဝေဒနာရတဲ့အချိန်ဆိုတာရှိတယ်အစဉ်သာဝရလူတွေဟာကျမ်းမာပြီးဖြတ်လက်ပြီးအစဉ်သာဝရပျော်ရွှင်နေသလားလို့ဆိုမဟုတ်ဘူးမပျော်ရွှင်ရမယ့်အချိန်ခါမျိုးတွေလည်းဖြစ်လာတယ်ဆိုဘယ်ရာမှမမြဲဘူးဆိုတဲ့ဝိပရိနာမဓမ္မအစိုးဘက်ကိုပြောင်းနေတဲ့သဘောတွေဟာဘဝမှာခြေနဲ့ဆရာမကောင်းတာတွေပဲခြေနဲ့ဆရာကြီးလည်းမတွေးနဲ့မခြေနဲ့ဆရာတွေလည်းရှိတယ်ဆိုတာသိရမှာဖြစ်တယ်အဲ့ဒါကိုအာဒီနဝလို့ခေါ်တယ်နော်ခြေနဲ့ဆရာမကောင်းတာတွေတွေးလာအဲ့ဒါကိုစိတ်ပြည့်စရာကောင်းတယ်မတွေးဘူးလို့မလုပ်လိမ့်နဲ့တခါတရံကျတော့တွေးပြီးရတွေးပြီးမှကိုယ်ဘဝအမှန်ကန်ဖြစ်မယ်မတွေးပဲနေတဲ့ပုဂ္ဂိုလ်ဟာခေါင်းပင်ဆပြင်းလေးဖြူတာနဲ့ပဲစိတ်သောကတွေဖြစ်ပြီးတော့ဒုက္ခရောက်တတ်တယ်ပေါ့ကိုယ်စိတ်ကိုမနိုင်တဲ့အနေအထားလေးရောက်သွားတယ်ကျွတ်တင်ပြီးတော့စဉ်းစားထားတဲ့ပုဂ္ဂိုလ်ဟာနှစ်ဖူးတွေဒူးတွေတွေ့လာတဲ့အခါမှာခန္ဓာရည်တွေရှိတာခန္ဓာရည်ရှိဒါကြောင့်ခန္ဓာရည်ရှိအောင်အကောင်းဆုံးကိုမျှော်လင့်ထားသလိုအဆိုးဆုံးကိုလည်းရင်ဆိုင်မှုအသင့်ရှိဖို့လိုအပ်တယ်မြတ်စွာဘုရားကသင်တာအဲ့ဒါပါပဲနော်ဘဝမှာကောင်းတာတွေရှိတယ်မကောင်းတာကတော့မတည်မြဲခြင်းပဲဖြစ်တယ်အဆိုးဘက်ကိုသွားနေတာဖြစ်တယ်ဒါဖြင့်ဒီဘဝကထွက်လန်းရောရှိရလားဆိုရှိပါလေဘာနဲ့ထွက်ရမလဲလို့ဆိုရင်ဘဝပေါ်မှာခြေနဲ့နေတဲ့တဏှာကိုဖယ်ရမှာဖြစ်တယ်